င်ကူတိုင်းမှာရှိတဲ့ဒီရွာလေးရှိတဲ့ရွာပူလူဦးပင်ကျွန်တော်စပင်းလေးတွေများကြီးစပင်းကြီးကိုရှစ်ကျက်30 55ကျက်အစီအများကြီးရှိတယ်အော်စပင်းကလေးစီပြန်နေပါတရားလေးရမိုက်တယ်နော်ဒီသားကြီးနေမလို့လားလက်ကင်နေတော့မရှိဘူးဘာဘာတေချာခံစားဖို့လုပ်တာမိကြောင်းတော့တက်ခိုက်ဦးမယ်ကဲစင်ကအုံးဝင်နေအများကြီးပဲနော်အတီမတီရဲ့အုံးဝင်တီတီအုံး တီ ဒီ မ မ တီ တီ ရဲ့ ရဲ့ အုံးဝင်ကဲဒီတော့ရအုံးဒီမတီရဲ့အုံးဝင်နေဖြစ်ပါတယ်ခင်ဗျဖက်ကတော့စင်ကာပူပါမလေးရှားဒါလေးကမလေးရှားဗျာအခုရွာကိုလှမ်းကြည့်နေရလို့ပါကိုရွာရဲ့ကိုင်းကြီးလေးလှမ်းကြည့်နေရလို့ပါပဲโอเคอ่ะမာရီနာဘေးရဲ့အပေါ်တက်ပတ်တက်နေတော့တော်ရလာတဲ့တာဝါပေါ်လာတက်နေရတယ်တဘဝယူအဝါရှူစားကားတွေတိုက်တွေမရှိတဲ့နေရာဝါကားကောင်ဒီရောက်နေပါရဲ့ခင်ဗျာ